Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်တောက်ကြံနေကဝင်ပြေးခဲ့တဲ့ HKU USD 9ရဲ့ပေါ့နော် A4IR to ERA ဝင်ပြေးခဲ့တဲ့ trade setup လေး trade recap လေးပြန်လုပ်ပြမှာဖြစ်ပါတယ်ဆိုတော့ဒီ model ကိုIR to ERA ကိုဘယ်လိုသုံးရမလဲဒီ model ရဲ့ strategy ကဘယ်လိုလုပ်တယ်ဆိုတာတွေကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့ trade recap လေးဆိုတော့ပေါ့ပါလေးပဲလိုက်ကြည့်ပေးပါအောင်ပေါ့နော်ဆိုတော့ကျွန်တော် A4IRA ကနေ ERA ကို trade ဖို့အတွက်ကျွန်တော်မို့အခွင့်အရေးပေးမလားဆိုတာကိုကျွန်တော်ကြည့်ပါမယ်ဒီမှာဆိုလို့ရှိရင်အားလုံးမြင်သာအောင်ကျွန်တော်ဘာလုပ်ပေးလိုက်မလဲဆိုတော့ဘာလေးတွေကိုဒီလိုမျိုးလေးလုပ်ပေးမယ်ပေါ့နော်ဖြတ်ပေးမယ်ဆိုတော့ကြည့်လိုက်အောင်ဒီမှာဆိုလို့ရှိရင် period day high ကို switch ထားပြီးတော့မှကျွန်တော်တို့ A4 bear recap ပေါ်ထားတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါ A4IRA ဖြစ်တယ်ဒီဟာက ERA ဖြစ်တယ်အဲ့ဒီအကြောင်းတွေကိုတော့နောက်မှအသေးစိတ်ရှင်းပြပေးမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ A4IRA တွေကိုဝင်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့မှာ entry model 3မျိုးရှိတယ်OFC ရှိတယ် import ရှိတယ် unicorn ရှိတယ်ဆိုတော့ကျွန်တော်တို့ကို entry model တွေပေါ်လို့ရှိရင် entry တွေပေးခဲ့လို့ရှိရင်ကျွန်တော်တို့ entry ဝင်မယ်မပေးရင်တော့ကျွန်တော်တို့ entry မဝင်ဘူးပေါ့နော်ဆိုတော့ဒီ A4IRA တွေကိုဝင်လာတဲ့အချိန်မှာကျွန်တော်တို့15မိနစ် import sheet ကိုသုံးလို့ရမလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရဲ့ OFC ပေါ်မလားကျွန်တော်တစ်ချက်ကြည့်မယ်အဲ့ဒီအချိန်မှာပေါ့နော်ဒီနေရာမှာ15မိနစ် import sheet တော့ပေါ်တယ်ဒါပေမဲ့ဒီနေရာမှာ market structure sheet ဒီပိုင်းမရှိဘူး price ကဒီနေရာမှာ body နဲ့မပိတ်ထားဘူးဒါကြောင့်မလို့ဒီနေရာအရန်လှတဲ့နေရာတစ်ခုတော့မဟုတ်သေးဘူးဆိုတော့ကျွန်တော်တို့ကိုနောက်ထပ်လှလှပပ entry model လေးများပေးမလားလို့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနေရာမှာ deeper medication တွေပါညာမဖြစ်သေးတဲ့အတွက်ပေါ့နော်ကဲဒီနေရာမှာကျွန်တော်တို့လှလှပပေးခဲ့ရင်တော့ဒီတွေကနေဝင်တော့ဝင်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့အခုချိန်ကဘယ်အချိန်လဲUTC-4 နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီရောက် 8pm Asia session ထဲမှာပဲရှိနေသေးတယ်ဆိုတော့ကျွန်တော်အနေငယ် play ကြည့်လိုက်မယ်ပေါ့နော်Okay ဆိုတော့ဒီတိုင်နေမှာလဲကျွန်တော်တို့ body နဲ့မပိတ်သွားဘူးပေါ့နော် body နဲ့မပိတ်ဘူးဆိုတော့အပေါ်ကို market ကထင်ထားတဲ့အတိုင်းပဲတစ်ခေါက်တက်ပြီးတော့စားတယ် Okay ဆိုတော့ price ကလက်ရှိမှာကျွန်တော်တို့ကိုconfirmation မပေးသေးဘူးပေါ့နော် Okay ဆိုတော့ဆက်လက်ဆောင်ကြည့်တယ်ဆက်ဆောင်တယ်အဲ့ဒီအချိန်မှာပဲ price ကတက်ပြီးရင်တက်နေတော့မှာပဲတက်ပြီးရင်တက်နေတော့မှာပဲ Okay ဆိုတော့ဒီနေရာမှာပြန်ပြီးတော့စကြလာပြီပေါ့နော် A4 ဆိုလို့ရှိရင်ကျွန်တော်တို့ M50 market structure sheet တွေနဲ့ဒီနေရာမှာရင် entry ဝင်ခြင်းနဲ့ဝင်လို့ရတယ်ဆိုတော့ဒီလိုမျိုးပေါ့နော် M50 market structure sheet နဲ့ entry ဝင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ target ကို 2R ပဲယူပါမယ် very simple ပါကျွန်တော်တို့ပို့လည်းမယူပါဘူးဒီ ERA ဒီ target ကြီးကိုလုံးဝအပြည့်သွားမယူပါဘူးကျွန်တော်တို့ဒီ 2R ပဲယူပါတယ်ဆိုတော့ဒီနေရာမှာဘယ်လိုအခြေအနေရှိလဲသိချင်တဲ့အတွက်ကြောင့်မလို့တစ်စင်းမြင့် time frame လေးကိုကြည့်လိုက်တယ်တစ်စင်းမြင့် time frame မှာလည်းဒီတိုင်းလေးပဲရှိနေသေးတယ်ဆိုတော့ဒီနေရာမှာလည်း M50 ကဒီနေရာမှာလည်းရှိရเนาะကိုကဒီနေရာမှာနေတခါ entry ဝင်မယ်ဆိုလည်း target ကဒီနေရာမှာပဲယူရမယ်ဒါပေမဲ့ဒီနေရာမှာ entry ဝင်ခဲ့ပါဘူးဘာလို့မဝင်ခဲ့လဲဆိုတာတွေကိုတော့ကျွန်တော်နောက်မှရှင်းပြပါမယ်ကျွန်တော်တို့ရဲ့ strategy ကအဲ့လိုပုံစံဝင်ရတာမဟုတ်တဲ့အတွက်ပေါ့နော်ဆိုတော့ကြည့်အောင်ကျွန်တော်တို့ okay ဆိုတော့ price ကဆက်ပြီးတော့ကျလာတယ်ဆက်ပြီးတော့ကျလာတယ် okay ဆိုတော့တစ်ချက်အစင်းမြင့် time frame လေးကိုတွားကြည့်လိုက်အောင်တစ်စင်းမြင့် time frame မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အကယ်၍ price ကဒီအပေါ်ကိုပြန်မလာခဲ့တော့ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ H1 bear recap တစ်ခုရှိမယ် A4 ထဲမှာ H1 ပေါ်ခဲ့ပြီဆိုရင်တော့ဒီကောင်ကတော်တော်လေးလှမှာပေါ့နော်ဆိုတော့နည်းနည်းလောက် play ကြည့်အောင်ဗျနည်းနည်းလောက် play ကြည့်မယ်ဆိုတော့ Okay ဆိုတော့ price ကအပေါ်ကိုပြန်မလာခဲ့ဘူးH1 ကန်တယ်လည်းပြီးသွားခဲ့ပြီဒါကြောင့်မလို့ဒီနေရာမှာ H1 bear recap ပေါ်ခဲ့တယ်ဆိုတော့ချက်ကြည့်လိုက်မယ်ပေါ့နော်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ H1 ကဒီနေရာမှာရှိမယ်ဒီအချိန်ကUTC-4 နဲ့ဆိုလို့ရှိရင် 2am ဆိုတာကျွန်တော်ဒါ London session စပြီပေါ့နော် London session စတဲ့အချိန်မှာကျွန်တော်တို့ကို price ကပြန်လာမခေါ်ပါဘူးခင်ဗျာ London session မှာလည်းသူကနေသူဆက်ပြီးတော့ဆင်းတယ်ဒါပေမဲ့ London session ဆုံးကန်ဒီလေးမှာတော့ကျွန်တော်တို့ပြန်လာခေါ်ခဲ့ပါပြီ Okay ဆိုတော့ပြန်လာခေါ်ပြုံနဲ့ပြီးလားမပြီးသေးဘူး entry model confirmation ပေးရအောင်မယ် Okay ဆိုတော့ကျွန်တော်စောင့်ကြည့်တယ်စောင့်ကြည့်တဲ့အချိန်မှာပဲဒီနေရာမှာဘာပေါ်ရလဲ M5 input sheet စပေါ်တယ်ပေါ့နော် Okay ဆိုတော့ဒီနေရာမှာတကက်စပေါ်ပြီး Okay ဆိုတော့
နောက်ထပ်ဒီမှာ file ကတ်တွေစပေါ်ပြီဒါကျွန်တော်တို့ရဲ့ entry page နေယူတော့ confirmation ရနေပြီဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး entry ဝင်လို့ရတယ် target 2ပါပဲ ERT မယူပါဘူးလုံးဝကိုဒီနေရာမှာ quad spreader စိတ်မချဘူးနည်းနည်းလောက်ပို့ယူခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးနည်းနည်းလောက်ပို့ယူလိုက်လို့ရတယ်နည်းနည်းလေးဒီဘက်ကို2ကပြီးအောင်ယူလိုက်လို့ရတယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်ဒီအချိန်ကဘယ် session ထဲမှာပဲရှိအောင်မလဲဆိုလို့ရှိရင်တော့ဒါ London session ထဲမှာပဲရှိမှာပေါ့နော် okay ဆိုတော့ set play ကြည့်လိုက်ရအောင် okay ဆိုတော့ price ကလုံးဝပြန်လာမခေါ်ပေမဲ့ New York session မှာကျွန်တော်တို့ကိုပြန်လာခေါ်ပါတယ်ဒါ New York session စပါပြီ UTC minus 4နဲ့ဆိုလို့ရှိရင်9နာရီပါเนาะ UTC minus 4နဲ့ဆိုလို့ရှိရင်9နာရီ okay ဆိုတော့စလိုက်အောင်ကျွန်တော်တို့ရဲ့ trade setup လေးက SL team လား DB team လားကိုကျွန်တော်တို့သိအောင် play ကြည့်လိုက်ရအောင်ပေါ့ okay ဆိုတော့ဒီနေရာမှာကျွန်တော်တို့ရဲ့ trade setup လေးက DB ထိသွားခဲ့ပါတယ်ဆိုတော့ဒါလေးကတော့ကျွန်တော်တို့ A4 IRL2 ERL ကိုဒါ trade တဲ့ IRL ERL model ရဲ့ဒါ trade setup လေးပဲဖြစ်ပါတယ်ဆိုတော့ဒီ model ကဘယ်လိုလုပ်လဲဘယ်အချိန်တွေမှာဘယ်လိုမျိုးသုံးရမလဲဆိုတာကိုတော့နောက်ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးအောင်မှာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်တခုခုဘုဟုတုတရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျ